အားလုံးပဲမင်္ဂလာပါတကယ်ချင်းပေါင်းတို့ရေဒီနေ့ကတော့ဖျားစဉ်နှစ်အောင်ဇက်ကလေးအနီရောင်နဲ့အဖြေအောင်ဇက်တဲ့ဖျားစဉ်လေးလာပြပေးတာပါလို့ညောင်ရွက်ကပ်ပေးပါတယ်လို့ညောင်ရွက်မကပ်ရဘူးနော်ကပ်ဖို့လုပ်နေပါတယ်ဒါလေးလာပြပေးတာပါအန်ဆွဲလေးနဲ့ပါမယ်တကားပါမယ်အောက်မှာအထပ်ပါမယ်လို့မီးပါမယ်လို့နော်မီးခလုတ်ကတော့အဲ့ဒီညောင်ရွက်အောင်နာလေးမှာပါလို့မီးခလုတ်အားလုံးပဲနေကောင်းကြမှာအဆင်ပြေကြပါစေဗျာအပေးကြပါအောင်အတိတ်လေးပေးသွားကြပါအောင်လို့အားလုံးပဲမင်္ဂလာပါနော်ကိုလောက်တဲ့အလုပ်ကလေးလာပြတာပါဒီလိုဗီဒီယိုတွေထုတ်ချင်တဲ့လူတွေလုပ်ချင်တဲ့လူတွေချင်းလည်းကြည့်ပြီးတော့ချင်းလိုက်လို့ရပါတယ်လို့မရိယာချင်းလည်းမင်းလို့ရပါတယ်လို့အားလုံးပဲမင်္ဂလာပါနော်